အခုဒီဗီဒီယိုကြည့်နေတဲ့လူငယ်ဟာတရက်မှာကြီးကြီးတက်ချမ်းသာမဲ့လူတစ်ယောက်ဖြစ်လာနိုင်မနိုင်ကိုသိကျင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်က millionaires တန်းရွက်တထေးတွေစီမှာရှိတဲ့အလေးအကျင့်အလေးထား6ချက်ကိုပြောတော့မှာဖြစ်တဲ့အတွက်ဖြစ်ပါတယ်။အားလုံးမင်္ဂလာပါကျွန်တော်တော့ကိုညံလဲအောင်မှာ future coach and trainer တယောက်ဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းကျွန်တော်စီမှာရှိနေတဲ့တချို့သောအလေးအကျင့်တွေနဲ့ကဘာကျော်တထေးကြီးတွေစီမှာရှိတဲ့အလေးအကျင့်တွေနဲ့များကိုက်ညီတာရှိမလားဆိုပြီးကျွန်တော်ဟာသိချင်တဲ့အတွက် online မှာရှာကြည့်ပါတယ်ရှာကြည့်တဲ့အချိန်မှာအခု6ချက်ကိုကျွန်တော်တွားပြီးတော့တွေ့ပါတယ်ဒီ6ချက်ကလည်းဒီဗီဒီယိုကိုကြည့်နေတဲ့လူငယ်စီမှာရှိမရှိစစ်ဆေးနိုင်မဲ့အချက်6ချက်လေးဖြစ်ပါတယ်နံပါတ်1ချက်ကတော့ millionaires တွေတန်းရွက်တထေးတွေဒီမနဲ့လင်းလာလို့ရှိရင်သူတို့ကလှုပ်ဆောင်ချက်တစ်ခုလုပ်ပါတယ်အဲ့ဒီလှုပ်ဆောင်ချက်ကဘာလဲဆိုတော့သူတို့ကိုစိတ်ခွန်အားတွေပေးနိုင်မဲ့အရာတစ်ခုကိုသူတို့အမြဲတမ်းလုပ်ပါတယ်သူတို့စိတ်ပိုင်းဆိုင်ရာခွန်အားတွေဖြစ်လာအောင်တနေ့ကုန်လုပ်ငန်းလုပ်တဲ့အခါမှာလုံးဝ motivation အပြည့်နဲ့လုပ်နေနိုင်အောင်သူတို့ဟာလှုပ်ဆောင်ချက်တစ်ခုလုပ်ပါတယ်ဥပမာအားဖြင့်ပြောမယ်ဆိုလို့ရှိရင်သူတို့မနဲ့ခင်းပိုင်းမှာသူတို့ရဲ့စိတ်ကိုကြည်လင်သွားအောင်တရားထိုင်လိုက်တာမျိုးဒါမှမဟုတ် music ဂီတာတစ်ခုနားထောင်လိုက်တာမျိုးတခြင်းတစ်ပုတ်နားထောင်လိုက်တာမျိုးဒါမှမဟုတ်ဆိုရိုးတွေအဆုံးအမတွေကိုနားထောင်လိုက်တာမျိုးလုပ်ပါတယ်ဒါကမနဲ့ခင်းရဲ့အဖွင့်မှာသူတို့တန်းကြွယ်တထေးတွေလှုပ်လေလှုပ်ထားရှိတဲ့အကျင့်တစ်ခုဖြစ်ပါတယ်နံပါတ်1လေးချင်းကတော့ဘာလဲဆိုတော့သူတို့ဟာစွန့်စားရတာ risk ယူရတာဖြစ်ပါတယ်စွန့်စားခြင်းတည်တဲ့သူတို့အတွက်အလေးကျင့်တစ်ခုတောင်ဖြစ်နေပါတယ်ဆိုကြပါစို့ကိုကဒီနေရာလေးမှာပျော်နေတယ်ဒီနေရာလေးမှာအဆင်ပြေနေတယ်အဲ့တော့ဒီနေရာကနေဘယ်မှမရွှေ့တော့ဘူးဘာမှမလုပ်တော့ဘူးဆိုတာမျိုးမဟုတ်ဘဲနဲ့ဒီနေရာမှာလည်းအဆင်ပြေတယ်ဒီထက်ကောင်းတဲ့နေရာတစ်နေရာကိုသွားဖို့အတွက်သူတို့ဟာစွန့်စားဖို့အစဉ်အသင့်ဖြစ်နေတယ်ဥပမာစီးပွားရေးလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်သူတို့ကဝင်ငွေတွေရလာမဲ့လုပ်ငန်းတွေလုပ်တာပဲဖြစ်ဖြစ်သူတို့ဟာစွန့်စားရဲပါတယ်တခုတော့ရှိတယ်စွန့်စားတဲ့အခါမှာသူတို့က calculated risk လို့ခေါ်တယ်တွက်ချက်ထားတဲ့စွန့်စားမှုမျိုးကိုလုပ်တာပါငါစွန့်စားရရင်ပြီးရောဆိုပြီးတော့မှလုပ်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုစွန့်စားလိုက်ခြင်းအပြင်ငါအတွက်ဘာတွေရနိုင်လဲဆိုတာကိုသူတို့အရင်ဆုံးတွက်ချက်ပါတယ်တွက်ချက်ပြီးတော့မှအနေထားတစ်ခုကကိုယ့်အတွက်ကောင်းပြီဆိုလို့ရှိရင်တော့သူတို့စွန့်စားရပါတယ်စွန့်စားလိုက်လို့သူတို့ဆုံးရှုံးသွားရင်တောင်မှနောင်တမရပါဘူးနံပါတ်3လေးချင်းတစ်ခုကဘာလဲဆိုတော့သူတို့ဟာသူတို့ကိုသူတို့အမြဲတမ်းတွန်းအားပေးနေတဲ့အလေးအကျင့်အလေးထားဖြစ်ပါတယ်သူတို့ဟာအမြဲတမ်းလုပ်ငန်းတွေလုပ်နေအောင်သူတို့လုပ်ချင်တဲ့အရာတွေကိုလုပ်ဖြစ်အောင်သူတို့မလုပ်ချင်အောင်တောင်မှလုပ်တင်တယ်လုပ်မှဖြစ်မယ်ဆိုတဲ့အရာတွေကိုသူတို့ဟာလုပ်အောင်ကိုအမြဲတမ်းတွန်းအားတွေပေးနေကြပါတယ် procrastination လို့ခေါ်တဲ့အချိန်ဆွဲတာမလုပ်ဘဲနဲ့တောက်လျှောက်သူတို့ကိုသူတို့တွန်းအားတွေပေးနေပါတယ်နံပါတ်4အလေးချင်းကတော့သူတို့ရဲ့စိတ်နဲ့သူတို့ရဲ့ခန္ဓာကိုယ်ကိုသူတို့ဟာတိတ်ပြီးတော့ကျူးဆိုင်ပါတယ်ဒါကတော့တိတ်ကိုအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်ချမ်းသာခြင်းတဲ့လူငယ်တွေဒီကိုယ်တိုင်ကစိတ်ရောလူရောချမ်းသာချမ်းသာနေဖို့လိုပါတယ်ကိုဟာဘလောက်ပဲချမ်းသာခြင်းနဲ့စိတ်ပြင်းပြနေပါစေကိုကချမ်းသာရေးမကောင်းဘူးကိုချမ်းသာရေးရောစိတ်ချမ်းသာရေးရောမကောင်းဘူးဆိုလို့ရှိရင်တော့တေချာဟောတထေးတယောက်ဖြစ်လာဖို့မလွယ်ပါဘူးကိုချမ်းသာဖို့အတွက်ကိုတော့သူတို့ gym ကိုသွားမယ်အားကစားခန်းမကိုသွားမယ်စိတ်ချမ်းသာဖို့အတွက်ကိုယောဂတို့ meditation လို့ခေါ်တဲ့တရားထိုင်တာတွေကိုလုပ်ပါတယ်၅ခုမြောက်အလေးချင်းကတော့ဘာလဲဆိုတော့သူတို့စီမှာရှိတဲ့အာသာချက်တွေကိုသူတို့ဟာအမြဲတမ်းရှာဖွေနေပါတယ်ပြီးတော့အဲ့ဒီကိုယ့်ရဲ့အာသာချက်တွေနဲ့ပဲအမြဲတမ်းနေပါတယ်အားနည်းချက်နဲ့မနေပါဘူးအရေးကြီးဆုံးဖြစ်တဲ့နံပါတ်6လေ့ကျင့်တစ်ခုကဘာလဲဆိုတော့သူတို့ဟာအမြဲတမ်းဖြစ်လာအောင်လုပ်တယ်ဖြစ်ထွန်းလာအောင်လုပ်တယ်အမှန်တကယ်ဖြစ်လာအောင်လုပ်တယ်အဲ့တော့ကိုယ့်ရဲ့အိမ်မက်တွေကိုယ့်ရဲ့စိတ်ကူးတွေရှိတယ်အကောင့်ထဲပေါ်ရမယ်ဆိုလို့ရှိရင်သူတို့ဒီ realistic တကယ်ဖြစ်လာဖို့ကိုသူတို့စူးစမ်းပါတယ်တကယ်ဖြစ်လာအောင်လုပ်ပါတယ်ပါဇက်ကနေပြောနေတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့စိတ်ကူးထဲမှာရှိနေတာမျိုးမဟုတ်ဘဲနဲ့လှုပ်ရှားရှိပြီးဟဲ့ဆိုလို့ရှိရင်တကယ်ဖြစ်ထွန်းအောင်လုပ်ပါတယ်သူတို့ဖြစ်ထွန်းအောင်လုပ်ဖို့အတွက်ကိုလည်းအမြဲတမ်းသူတို့စင်ကြီးတွေပေးနေတာမဟုတ်ပါဘူး excuse တွေပေးနေတာမဟုတ်ပါဘူးသူတို့ဒီရလက်တဲ့ result တွေကိုချပြနေတာဒါကတော့ကျွန်တော်တို့ millionaires တွေစီမှာရှိတဲ့အလေးအကျင့်အလေးထား6ခုဖြစ်ပါတယ်အခုဒီဗီဒီယိုကြည့်နေလူမျိုးစီမှာရောဒီအလေးအကျင့်အလေးထား6ခုတွေကဘယ်နှခုများကိုယ်နဲ့ကိုက်ညီနေပါလဲ comment မှာချရေးပေးပါဒီဗီဒီယိုတွေကနေပြီးတော့လူငယ်အတွက်အကျိုးဆောင်တရားရတယ်ဆိုလို့ရှိရင်လည်းထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပေးပါဒီဗီဒီယိုကိုအဆုံးထိအောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုညာလင်းအောင်ပါ